Hello အားလုံးမင်္ဂလာပါဟမ်ပါအခု17လပိုင်းနဲ့လည်းရောက်ပြီဆိုတော့ of course Star Secret Korea မှာလည်းပဲ11 promotion တွေပေးနေပါပြီအဲ့တော့ဒီ11 promotion ထဲမှာဆိုရင်အခုဟန်ရှိမှာပြထားတဲ့ Angel Locker တို့ Exomi Volic Novada ပြီးတော့ဒီ Star Secret Soul နဲ့ Blast Moon စတဲ့ပစ္စည်းတွေအားလုံးကိုဟန်တို့အများကြီးပေါ့နော်ဒီအများကြီးပေးထားတဲ့ဟာကိုမှ promotion တွေကို up to 82% ထိ promotion ပေးထားတာပဲဖြစ်ပါတယ်အခုရှိရကဒီ promotion ထဲမှာဆိုရင်ဟန်တို့က up to 82% ထိအောင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဟန်တို့ limited stock အနေနဲ့တော့ရောင်းချပေးတော့မှာဖြစ်ပါတယ်အဲ့တော့11 promotion ရဲ့ deadline ရယ်လို့တော့မလုပ်ထားပေမဲ့လို့ limited stock ပုံစံမျိုးလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကိုကအမြန်ဆုံးဝင်အမြန်ဆုံးရရှိမှာလည်းဖြစ်ပါတယ်အဲ့တော့ product တစ်ခုချင်းစီတိုင်းကိုမတူညီရဲ့ဒီ promotion percent တွေ up to 82% ထိပေးထားတာဖြစ်တဲ့အတွက်ကြောင့်အရန်တန်တဲ့ Star Secret Korea ရဲ့11 promotion ကိုအမြန်ဆုံးလာရောက်ဝယ်ယူဖို့အတွက်ကိုဟန်ကပြောလိုက်ချင်ပါတယ်အားလုံးပဲ bye bye